အားလုံးမင်္ဂလာပါဒီနေ့ကတော့အင်္ဂလိပ်စာကိုအခြေခံကြလေ့လာကြမယ် Let's go English alphabet letters 26လုံးရှိပါတယ် English ဘာသာမှာ B တွေကို consonants လို့ခေါ်ပါတယ် consonants တွေကိုတရ vowel မဟုတ်တဲ့အခရာတွေလို့သတ်မှတ်ပါတယ်အင်္ဂလိပ်ဘာသာမှာ B 21လုံးရှိပါတယ် B ဆိုတာဘာသာစကားတိုင်းမှာအတန်တွက်စနစ်ရဲ့အခြေခံစိတ်ပိုင်းဖြစ်ပါတယ် B ဆိုတာလေပြောင်းကနေထွက်လာတဲ့လေကိုနှခမ်းရှာသွားအာကောင်စတာတွေနဲ့လိုအပ်တယ်လို့လေယူလေသိမ့်မှန်အတန်တွက်ရတဲ့အခရာတွေကိုခေါ်ပါတယ် B တွေကိုတရမဟုတ်တဲ့အခရာတွေလို့လည်းသတ်မှတ်ထားနိုင်ပါတယ် English ဘာသာမှာတရ vowel တွေကို B consonants မဟုတ်တဲ့အခရာတွေကိုသတ်မှတ်ပါတယ်အင်္ဂလိပ်ဘာသာမှာတရ5လုံးရှိပါတယ်အဲ့ဒါတွေကတော့ A E I O U လို့ဖြစ်ကြပါတယ် N O U N noun ကိုမြန်မာလို noun လို့ခေါ်ပါတယ် noun ဆိုတာကလူတလိษံအရာနေရာဌာနစိတ်ကူးခံစားချက်စတဲ့အရာတွေကိုညွှန်းတဲ့စကားလုံးတွေပဲဖြစ်ပါတယ်။ noun ကိုအင်္ဂလိပ်လိုဆိုရင်တော့ noun လို့ပဲခေါ်ပါတယ်။ဥပမာလူဆိုရင်မောင်မောင်မြမြစတဲ့လူတွေကိုညွှန်းတဲ့ noun ရှိတယ်။တလိษံခွေကြောင်အရာဝတ္ထုစပွဲကလထိုင်းနေရာဆိုရင်တော့ရန်ကုန်မန္တလေးတို့နောက်တစ်ခါစိတ်ကူးဆိုရင်တော့ချစ်ချင်းနေမုန်းချင်းနေဝမ်းနေချင်းနေဝမ်းသာခြင်းနေအဲ့လိုဟာတွေကိုပုံမှန်အဖြစ်ဝါကြမှာအကြောင်းအရာရဲ့ subject ဒါမှမဟုတ်ရင်အရာဝတ္ထုရဲ့ object ဖြစ်နေအသုံးပြုတာကို noun လို့ခေါ်ပါတယ်ဥပမာပေးရမယ်ဆိုရင်တော့မမောင်သည်စာဖတ်နေသည်မမောင်က noun ဖြစ်ပါတယ်မောင်မောင် is reading a book သူသည်ခွေးကိုချစ်သည် he loves the dog ခွေးက noun ဖြစ်ပါတယ်ရန်ကုန်သည်မြို့တော်ဖြစ်သည်ရန်ကုန်က noun ဖြစ်ပါတယ်ရန်ကုန် is the capital city ရန်ကုန်က noun ဖြစ်ပါတယ်ဒီနေ့လေ့လာတဲ့ဟာတွေကိုပြန်ပြီးတော့အချင်းပြန်ချုပ်မယ်ဆိုရင် English alphabet ကအားလုံး26လုံးရှိပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ consonants လို့ခေါ်တဲ့ B က21လုံးရှိပါတယ် vowel လို့ခေါ်တဲ့တရကတော့5လုံးရှိပါတယ်အဲ့တော့အခုစလုံးပေါင်းလေးတွေကိုပြန်ပြီးတော့ကြည့်ရအောင် consonants 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 B ကိုပြောတာပါ vowel 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 တရကိုပြောတာပါ English alphabet English alphabet letters English alphabet letters 26လုံးရှိပါတယ်နောက်တစ်ခုကတော့ noun noun ဆိုတာ noun ကိုပြောတာပါ N O U N noun သူကတော့လူတလိษံအရာဝတ္ထုနေရာစိတ်ခံစားမှုအဲ့ဒါတွေကိုကိုစားပြုတယ်တစ်ခါတလေမှာ subject အနေနဲ့သုံးပြီးတော့တစ်ခါတလေမှာ object နေရာမှာလည်းတွဲသုံးပါတယ်အဲ့ဒါကို noun လို့ခေါ်ပါတယ် N O U N noun N O U N noun မြန်မာလိုကတော့ noun လို့ခေါ်ပါတယ်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်